လာတစ်ချက်ဖယ်ပေးပါဦးဒီကနေဒီသရာဘေးကနေဒါဘေးဒီလမ်းကနေပဲကျွန်တော်တက်မှာနော်โอเคလိုက်ခဲ့ကြအောင်ကဲကျွန်တော်ထွက်ပါမယ်နောက်တယ်လေအဲ့လိုမလုံးနဲ့လေအဲ့လိုမရဘူးဒီတက်ကြည့်ဘယ်လိုတက်ဒါတော့ကျွန်တော်ကလစ်တွေနဲ့တက်လို့အဆင်မပြေလို့ဒီကပဲနင်းပါတော့ဗျာလမ်းလေးရနည်းနည်းလေးတော့နေထားလို့လေးရှိတယ်ဒီမှာဆိုင်ကလာလို့ဟေးဟေးရိုက်ဗီဒီယိုရိုက်လို့မကောင်းခဏလေးတော့အမြန်လမ်းပေါ်အဝင်ဖျားတယ်မလို့ကျွန်တော်ဒီအမြန်လမ်းကပဲလာတာအဆင်ပြေဆုံးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အမြန်လမ်းပေါ်တော့မတက်ဘူးဘေးလမ်းအတိုင်းပဲမောင်းရမှာနော်လမ်းပေါ်တက်ရင်တော့ကိုယ်သမိုင်းကိုရေးနော်လမ်းပေါ်တိုင်ကိုဘွားကိုကျွန်တော်ဒီရနေထွက်လာရင်ခုနဖောင်ကြီးလမ်းထွက်လာရင်ဘယ်ကိုရောက်မလဲဆိုတော့12မိုင်နဲ့2ဖာလုံရောက်မှာโอเค let's go 15မိုင်ဖျောက်မသွားခင်17မိုင်ကိုအရင်သွားမယ်လို့ပြောအခုဒါကျွန်တော်17မိုင်ကိုနေနေအောင်နော်ပြီးဒီလမ်းကိုပြန်တက်လာပြီးတော့15မိုင်ကိုသွားမှာ17မိုင်15မိုင်ပဲမသွားခင်17မိုင်ဖျားရဲ့အဝင်လမ်းလေးပါရရပေါ်လိုက်ပေါ်ဘာပဲအဲ့တော့လဲတော့အဲ့လိုတကုံးဘိုက်ကခရူးကစီစဉ်ဆွဲလိုက်အဲ့လိုတွေကြီးပဲသူတို့တိုးသမားတွေရောသူတို့ခစ်ပေါ့ဗျာဒီမှာအာဘီနဲ့အရှိမအတက်ကြီးအဲသူနင်းတာကုန်းစင်းပြို့အဲ့လိုမရဘူးအဲ့လိုတိုးမိုးပဲမလာတော့ကျွန်တော်17မိုင်ဖေးရဒီကတိုးနေဆိုတာရတက်သွားကိုယ်ဘာလို့အောင်မသိဒီမှာစတူဒီတာ9ရက်နေ့ဒီနေ့မဟုတ်လားဒီနေ့9ရက်ပေါ့တော့ကျွေးနေပဲကျွေးနေတာဟာကျွေးနေတာဩဘာဒီဘာโอ้ยဟုတ်တယ်မတတိတတန်လာမယ်လို့ကြံလာတာလေခုဒီတိုင်းရောက်လာကြခဲ့ပြန်လို့မမလူဖြတ်ပါဒါတကုံးဘိုက်ကကရူးရဲ့အစင်လာမပြတ်အပွဲလိုက်ကိုအပေါ်ထိတက်လာပြီးတော့စတူဒီသာလာဖိတ်သွားလို့ကျွန်တော်တို့ဘာလို့သွားဆွဲမယ်17မိုင်เนาะ17မိုင်ဖေးအား
ပါကျွန်တော်ခြေတော်ရပါညာအခုလေခြေတော်ရဆိုပြီးနာမည်ကြီးတဲ့နေရာဒီနေရာပဲလာမယ်လို့ကြံနေထားမယ်မရောက်ဘူးအခုကဒါဒီကိုလာတာမဟုတ်ဘဲနဲ့ကျွန်တော်ရောက်လာကြတာအားကဲဆိုတာဒီမှာတော့မှအားကဲပါဘာမှအားရတယ်ဒီမှာလူသေးတယ်လေးလည်းရှိတယ်တီးတယ်လေရန်တန်တယ်ရန်တန်တယ်စပိန်နဲ့မလို့တဲလို့အဆင်မပြေတော့ပြောသည်ဟုတ်မယ်စတူဒီသာမန်တဲ့ကြာတော့ကြတော့ဆွဲကြမှာယူနီဖောင်းနေနဲ့ကွာအရင်ဆုံးဝင်ထိုင်တယ်မှာဘိုင်းနဲ့ဒီနဲ့လိုက်အမကွာမိုးကျော်ဦးထေးရတော့လာမှာအရင်ဆုံးဝင်ထိုင်တယ်ဟုတ်မှာဘိုးမရောက်နေပြီတားတော်နေပြီးနေပြီတပကားကုန်နေပြီလို့ပြေးသွားတာလားမသိဘူးမတ်တက်တဲ့ကိုရမှာစာဘူးတောင်းခြေတော်ရအေးရိတ်သာကျောင်းမှာနော်မြင်ရတယ်ခုနေ့နေ့ဥက္ကုဝင်းရန်ကုန်ကလှူတယ်လို့ပြောတယ်ဥက္ကုဝင်းမိသားစုတက်လို့ကြာစံချက်စတူဒီသာဥက္ကုဝင်းမိသားစုကျမ်းမချမ်းသာကြပါစေခင်ဗျာအသားလေးပဲကောက်ဝင်လာမယ်ဟုတ်တယ်။ဒီမှာကျွန်တော်လေးပေါ်ကြရင်အားဖြည့်နေကြည့်တယ်။ထပ်ပြီးပေးနိုင်တယ်နော်။ထပ်ပေးနိုင်တော့တယ်လီသားလေးဆိုတော့ကျွေးရ။ကိုကြလိုက်တာပါ။လွှားပဲ။မလွှားပွင့်။မလွှားပွင့်နဲ့ဒီမှာကျွန်တော်တို့ကဘိန်းနေတဲ့လမ်းကြောင်းတွေရှိလို့ဟိုမှာဖြစ်တော့ဒီမှာနော်17မိုင်ကိုရောက်တဲ့လူတွေဒီထိပ်မှာလိုမျိုးဝယ်ပြီးအားပေးလို့ရတယ်ဒီမှာ။ဝယ်မှာတီးတယ်ဘူးလားပေးကြမယ်တော်တော်လေးမိုက်တိုင်းတော့မတိုင်းအင်တာနက်ထဲရိုင်းဟိုရမယ်တော့လာဒါကျွန်တော်17မိုင်အနေပြန်ထွက်လာပြီးတော့အခု15မိုင်ဖျားကိုသွားမှာရှိထွက်17မိုင်ဖျားအနေထွက်လာပြီးတော့အမြန်လန်းဆိုဘေးနော်ဘေးကနေလမ်းမတက်ဘူးဘေးကနေပဲသွားမယ်15မိုင်ဖျားကိုသွားမယ်အဲ့ဒီကနေကျွန်တော်ပြန်လာပြီးတော့ဖောင်ကြီးလမ်းကိုပြန်ဆင်းမယ်ဖောင်ကြီးလမ်းကျမှပဲနေ့လည်သားစားမယ်โอเคအားလုံးမလိုက်ခဲ့ကြပါအောင်ဗျဒါပါလေအောင်ဒုက္ခရွှေပြည်အေးဖရာကြီး15မိုင်နော်အောင်ဒုက္ခရွှေပြည်အေးတောရအကြောင်းဓမ္မရိပ်သာတဲ့ရောက်ပါပြီကျွန်တော်တို့အထဲဝင်မယ်ရဖူးပြီးရင်ပြန်လှည့်ပြီးတော့အောင်ကြီးလမ်းကိုပြန်ကောင်းအောင်နော်ပြီးတော့မှပဲလမ်းပြန်လှည့်ပြီးမှပဲနားတော့မယ်အောင်ကြီးလမ်းပေါ်ကျမှနားတော့မယ်ကိုတိုင်းနေမှာကြည့်ဟုတ်တယ်ကောင်းတော့ဘာဖြစ်လဲဘိုက်တာဟုတ်တယ်ဘာတော့ဘာဆိုင်ပါလဲနိုင်တော့မရအောင်နိုင်တော့ကြီး900တော့စားခဲ့ပါလို့နိုင်တော့မှစားပါအစ်စ်ကိုကောင်းကြီးတို့တွေအများကြီးရဲ့ဒါ15မိုင်ဖျားကိုသွားတဲ့လမ်းကျွန်တော်ဖုန်းနဲ့ရိုက်တာဆိုတော့လက်ကတစ်ဖက်ကကင်ထားပြီးရိုက်တာဆိုတော့တချို့လမ်းကျန်းတဲ့နေရာကျရင်ပြန်ချဗီဒီယိုကတောက်လျှောက်ရိုက်လို့မရဘူးတက်လန်းလေးတွေရှိရတယ်မှာဒါတိကျင်ဒါနင်းကြည့်လိုက်တော့ဗျာဆက်ဆွဲလိုက်ပါနော်ကုန်းတက်နဲ့တကွေပဲဗျမရောက်ဘူးတရားကြီးပါကိုရတာလို့ရှိတယ်ဆို။ဖျားရောက်ပါပြီ။လမ်းကတော့ဒီနေ့တိုင်းပဲ။ဟုတ်တယ်လူနဲ့ဖုန်ရှူရလမ်း
ဟဲ့ရောက်ပြီဒါဒီဘက်ကနေပြန်လာရင်ဝင်ဆိုင်သမဟင်းကောင်းတယ်ဆိုင်လောဒါကျွန်တော်ပြမယ်လားတိုက်ခဲ့ပကန်းကျော်မှာဒီနေရာအများကြီးပဲမှာတိုးချင်းမလှန်တော့ဒီမှာကြီးအပေါ်မှာရေးတာတွေ့လား သူကဘယ်နေရာလို့ရှိလဲ 19ယောက် တကူရအယောက်20ကတော့ဟိုကပုံစံပြလိုက် KG ရတယ်ဟို မနော်အဲ့ဒါဟိုတွေအကုန်လိုက်လိုက်ရင်ဟောမြစ်ဘူး KG ရတယ်ဟိုကဟိုတော့ ရေးရတယ်လှမ်းမစိုး လှန်မှာသူတို့ကမလှန်တော့ဒီမှာလေးတီးပြတာလိုက်ဖက်လို့မဖြစ်ရင်ကိုယ် pause လုပ်ပြီးဖက်ဒီမှာဘာကြောညာကြောပုံရှိရနော် စက္ကန့်လုံး โอเคဒါဟိုဘက်ကို